ရမကောင်းနေကြတယ်ဟုတ်ပြီအခန်း7ကအဲ့ဆိုရင် nominative accusative dative တင်ပြီးပြီပေါ့နော် dative ကိုရအောင်လုပ်ပါထပ်ပြီးတော့ဒီမှာဘာကြီးတင်ရလဲဆိုရင်နော် verb နဲ့ dative တွေကြက်မယ်နော်ထပ်ပြီးတင်မှာ preposition ကပြောတဲ့အတိုင်းပဲ place manner time reason เนาะအချိန်ပြပုတ်အမူအရာပြပုတ်sorry နေရာပြပုတ်အမူအရာပြပုတ်အချိန်ပြပုတ်အကြောင်းရင်းပြပုတ်เนาะဒါရကိုသူအထဲထဲမှာပြန်ခွဲသွားလိုက်မယ်เนาะလောစရာတော့ like ခွဲမနေနဲ့เนาะများတော့အဖြစ်နေရာနဲ့ပတ်သက်ပြီးပဲသင်တာများတယ်เนาะဒါဒီຢာတွေကတော့နောက်မှတစ်ဖြည်းဖြည်းချင်းတည်သွားမှာပေါ့เนาะအရေးကြီးတာနေရာတွေသုံးမျိုးရှိပါတယ်အဓိက prepositional mid-name accusative เนาะ accusative ပုံသေးလိုက်တဲ့ preposition တွေရှိတယ်ပြီးနံပါတ်1 preposition mid-name dative dative လိုက်တဲ့ preposition တွေရှိတယ်ဒါပုံသေးเนาะဒီ preposition တွေမြင်တာနဲ့ dative ပဲတန်းထည့်လို့ရdative တွေ accusative ဆိုတာဒီဘောကเนาะဒီဘောကဟာတွေပြောတာเนาะဒီရဲ့ that's the ding 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 အဲ့ဒါပြောတာနောက်တစ်ခုက preposition mid-name accusative on dative เนาะသူကနှမျိုးလုံးထားလို့ရတယ်เนาะနှမျိုးဆိုတော့တိုက်တဲ့တစ်ခုလိုက်ပေါ့เนาะဒါပေမဲ့သူများစီးမြင်ရှိတယ်အဲ့ဒါလည်းကြည့်ရမယ်စီးမြင်တယ်တခါတည်းအပြီးတင်လိုက်တာပေါ့เนาะပြောမယ်ဆိုရင်ဒါ heavy ဖြစ်တယ်လက်ခံတယ်ဒါပေမဲ့လည်းရအောင်ကြည့်ပေးเนาะအဲ့ဒီထဲမှာထပ်ပြီးပြန်ပြီးဆွဲနှုတ်ပြီးကြည့်ပေါ့เนาะအခန်းအတွက်လိုအပ်တဲ့ဟာကိုတော့ဦးစားပေးကြည့်ပေါ့เนาะဒီမှာကတော့တခါတည်းအပြီးတင်မယ်လေဒါပြောမယ်ဆိုရင်အပြီးဆိုတာတစ်လုံးပြီးเนาะ C1 C2 ထိအပြီးလုံးဝအပြီးကိုမှတော်လေး level မြောက်တယ်ပြောလို့ရတယ်เนาะဒါကအရင်တည်သွားမှာအသုံးဝင်တယ်ထပ်ပြီးလာမှာမဟုတ်ဘူးတိတ်ပြီးတော့ heavy ဖြစ်တယ်စပြီပေါ့เนาะစပြီသူကစပြီလုံးဝเนาะစပြီဆိုလုံးဝစပြီသူတင်လိုက်တဲ့ဟာဒီဒါမှန်စာတင်တဲ့တောက်လျှောက်တော်တော်လေးအသုံးတည်သွားနိုင်မယ်เนาะထပ်ခါပြန်ကြည့်ရမလို့အလုပ်လည်းမရှုပ်တော့မဟုတ်ဘူးဆိုရင်ရှော့တွေခတ်နေမယ်เนาะဒါတခြားရအောင်ပြန်ပြီးလုပ်ခဲ့เนาะတသေးလေးပေါ့เนาะဒါတသေးလေးပဲရှိသေးတယ်အတန်းကြည့်ရင်ပိုရှုပ်တာတခြားဟာတွေပိုပြီးဖြည့်ဆည်းရနိုင်မယ်เนาะဟိုကတခြားဟာတွေအာရုံစိုက်လို့ရတယ်ဒါတင်သွားရင်အခန်းတိုင်းမှာ preposition တွေပါလာတိုင်းကိုက AC လေးဖြတ်ကျော်နိုင်တယ်เนาะဒါဒီတစ်ခန်းအတွက်တော့မဟုတ်ဘူးပေါ့เนาะပြောမယ်ဆိုရင် preposition တစ်ခုလုံးစာကျွန်တော်တင်ပေးလိုက်တာကြက်เนาะpreposition mid-name accusative ကိုပြောမယ်ဘယ်လိုမှတ်မလဲเนาะ preposition နဲ့ mid-name accusative ဆိုရင် those fewer gegen owner on and land အဲ့လိုမှတ်ပြီးဘယ်လိုမှတ်လဲဒီဟာလေးဆိုကြည့်ပေါ့เนาะ those fewer gegen owner on and land in my mid-name accusative အဲ့အောင်ကောင်းတဲ့ဆွဲနေအောင်မှတ်ထားเนาะ those fewer gegen owner on and land in my mid-name accusative in my ဆို always လို့ပြောတာဒါကြပြလေးလို့စက်ထားပါเนาะဒီဟာလေးပြောတာသူတို့အတိုင်းမှာအမြဲတမ်းပါတယ်เนาะdative ဆိုလဲဘယ်လိုမျိုးလဲကျွန်တော် formula ရင်သင်ပေးမယ်เนาะformula ရမမားတော့ဘူးဆိုရင် aus by min na xyphone su gegen nuba imamate dative အဓိကကြက်မှာဒါလေးတွေပဲเนาะပြီးမှထဲထဲမှာ like ခွဲပေါ့เนาะတလုံးချင်းစီကိုဘာကြီးလဲပေါ့ကြက်เนาะအဲ့ဒါကြက်မေးမှာเนาะပြီး3မျိုးတစ်ကြောင်တော့တစ်ကြောင်ပေါ့เนาะ and of inter neighbor in uber unter for suspicion imma mid-name accusative dative ဒါနှမျိုးတွေကတစ်မျိုးပေါ့เนาะဒီ3ချောင်းကိုတရေနှုတ်လဲရနေရမယ်အဲဆိုရင်သူဘယ်နောက်မှာဗာလိုက်တာလဲပြဿနာရှိတော့ဘူးเนาะသူတို့ရဲ့နောက်မှာဒါတွေလိုက်မှာလေเนาะဒါတွေaccusativeလိုက်မယ်dativeလိုက်မယ်နှမျိုးလုံးလိုက်မယ်เนาะဒါ preposition နောက်မှာ subject လိုက်တာမရှိဘူးလေเนาะသူတစ်မျိုးလေးလက်တာရှိမယ်ဒါတွေတစ်မျိုးလက်တာရှိမယ်နှမျိုးတွေကတစ်မျိုးလိုက်တာရှိမယ်သူအဲ့လိုခွဲထားတာ preposition တွေကသုံးချင်တိုင်းသုံးလို့မရဘူးเนาะသူတို့ရဲ့နောက်ကလိုက်ရမယ် noun က subject လိုပဲပေါ့เนาะ subject နဲ့ verb နဲ့တွဲလို့စုံတွဲလို့မျိုးပေါ့เนาะpreposition တွေကလည်းသူတို့ရဲ့နောက်မှာလိုက်တဲ့ object ကိုသူကခွဲထားတယ်เนาะ accusative ရှိတယ် dative ရှိတယ်เนาะကွာတစ်မျိုးသုံးပါလားနှစ်မျိုးသုံးပါလားသူတို့အနှမျိုးအရောသုံးပါလားဒီ3မျိုးကိုသူကကြက်เนาะ
subject မှာကျွန်တော်ကြက်ခဲ့တယ်လို့မျိုးပေါ့နော် each to az svr ercc ast နော်အဲ့ဒါဇုံတွဲတွေမှတ်ပေးရတယ် preposition နောက်မှာလည်းဇုံတွဲတွေလာတယ်နော်သုံးတွဲရှိတယ်ပေါ့နော်ဒါနော်အဲ့လေးကြက်ပေးနော်အခုစတဲ့ဆိုရင် those few ကမျက်စိမိတ်ဆိုလည်းရနိုင်မယ် those few ကကona on online မှာတဲ့ဥစားတိနော်ဒါလေးဆိုလည်းoutside minor side phone ဆိုကက new by minute ဒါတိနမလာတဲ့ဆို an off hinter neighbor in even on the first vision in my mind တဲ့ဥစားတိအဲ့လိုမျိုးတက်ထားလိုက်ဆိုရင်ဟိုကွဲရာမဟုတ်ဘူးဆိုရင်ရောနေမှာ preposition ညအများကြီးပဲနော်ဒီထက်မကလည်းရှိသေးတယ်မင်းဒီ၃ခုက main အဓိက main နဲ့ဆက်ပြီးတင်ပေးမယ်Dutch เนาะတချို့ဟာတွေကကြိုတင်လိုက်တာเนาะကျွန်တော်ထပ်ပါလာရင်ဒီ video တွေပဲညွှန်းပြီးတော့မှာပြန်သွားကြည့်ဆိုပြီးတော့เนาะအပေါ်ရန်လေးပဲရှင်းပြီးတော့ဒီမှာတော့တေချာရှင်းနေခဲ့မယ်เนาะဒီကိုဆိုခဲ့တယ်ပေါ့เนาะအားနေဆိုတာဆိုနေတာပါသက်ကြီးကနောက်သက်ကြီးဖြစ်နေဘာကြီးလဲဘာကြီးဆိုနေရလဲဟုတ်ပြီရှင်းပြမယ်เนาะDutch ဆိုတာက manner ဖြတ်၍ပေါ့เนาะဖြတ်သွားတာပါတဏှာရအောင်ဖြတ်၍ကြောင်းလို့လည်းရတယ် local မှာလည်းသုံးလို့ရတယ်เนาะ local မှာဆိုတော့ဖြတ်၍ပေါ့true ပေါ့နော် manner တဘောမျိုးလဲစောင်းတာရှိတယ်နေရာမှာလဲသုံးလို့ရတယ်เนาะ place လဲသုံးလို့ရတယ်ချို့အလုံးနဲ့အဲ့လိုလေတစ်လုံးနဲ့ပဲဒါပေမဲ့နှမျိုးသုံးမျိုးသုံးလို့ရတယ်เนาะဒီလိုပုံသေးကြီးပဲမဟုတ်ဘူးလို့ပြောတာเนาะ Dutch ဆိုတာဖြတ်၍เนาะမပန်းထံကိုဖြတ်သွားတယ် Dutch den park အဲ့လိုပြောလို့ရတယ်เนาะ place လဲရတယ်เนาะ place ဆိုရေးထားပေးအောင်တကယ် manner လို့ပြောထားတာသူကဖြတ်ပြီးသွားတဲ့ပုံစံမျိုးပေါက်တာပေါ့เนาะတကယ် Google တွေခောက်လိုက်တဲ့ဆိုရင်သူကmanner ပဲပြောတာဒါပေမဲ့တကယ်တမ်းတွာလာတဲ့နေရာမှာတုံးတာပေါ့နော်place လို့လည်းယူဆလို့ရပါတယ် truth ပေါ့နော်အမှနေဘယ်လိုသွားနေရလဲငါပန်းချံကိုဖြတ်သွားတာငါစေးရုံဖြတ်သွားတာဝန်းပေါ့နော်ခြံဝန်းဝိုင်းနေပေါ့ဖြတ်ထွက်သွားတာပြောတာနော်အကွက်နဲ့ကိုမြင်အောင်ကြည့်ပေါ့သူကဖြတ်သွားတဲ့ပုံစံမျိုးရှိရပေါ့နော်ကျွန်တော်ပုံမဆွဲပေးတော့ဘူးနော်ပုံနေကရှုပ်ပုံမှာဆိုကျွန်တော်ကစာရဖို့တိခါတယ်ပုံနေကနောက်မှရတယ်နော်သူရဲ့စာအုပ်တွေထဲမှာလည်းထပ်ရှင်းပေးမှာလေဒီထဲမှာလည်းဒီဇိုင်းလေးတွေကတ်တွန်းလေးနဲ့ပေါ့နော်အလားလေးရှိအားတန်းသူဒီအခန်းက၃မျိုးလုံးစုံနေလို့နော်ဒီတစ်ခန်းထဲမှာ၃မျိုးမှာလို့ရှုပ်ပြီးလာတာလိုမျိုးကျွန်တော်လိုမျိုး theory နဲ့လာတာမဟုတ်ဘူးနော်theory ရဖို့ကျွန်တော်တင်ထည့်ပေးရတာတန်းပြီးတော့အဲ့ဟာတင်လိုက်ဟိုအခန်းနိုင်လိုက်ရှင်းနေရတယ်ရှင်းမနိုင်ဖြစ်လိုက်မယ်နော်ဒါတွေက main နော်ရအောင်ရနေရမယ်ဒါတွေလည်းဆိုပြရမယ်နော် Dutch ဆိုတာဖြတ်၍သိရfewer ဆိုတာကြာအောင်နော် fewer eine Stunde တနားကြာအောင် fewer 3 Jahre 3နှစ်ကြာအောင်ဒါတီးပြောနေကြလေ fewer ဆိုတာကြာအောင်လို့လည်းအဓိပ္ပာယ်ရနောက်တစ်ခုကအတွက်ပေါ့နော်ဒါကတော့သူကဒီထဲမှာပါအဖေအတွက်အမေအတွက်ကလေးအတွက်ဖွေးလေးအတွက်နော်အဲ့လိုအတွက်ဆိုတော့တင်နော်ဒါကတော့ရိုးပဲနော် object ကိုသူကပြောချင်ဒီရဲ့ပုတ်တင်နဲ့ဆိုလိုတာမဟုတ်ဘူးနော်သူကဆိုလိုရင်းအတွက်လို့ပြောတယ် for နဲ့တူပဲ English for လည်းတူပဲနော်ကြာအောင်လည်းသုံးလို့ရတယ်အတွက်လို့သုံးလို့ရတယ်gegen ဆိုတာဦးစီကိုဦးတည်ပြီးသွားတာနေရာတနေရာပေါ့နော်ဒီမှာကွာအိမ်သွားတယ်ပေါ့နော်အိမ်ကိုဦးတည်တာပေါ့ဦးတည်ချက်ရှိရကိုမှာ gegen das house အိမ်ကိုတက်သွားတယ်နော်ဦးတည်ပြီးသွားတာနောက်တစ်ခုကချိန်နဲ့ပတ်သက်ပြီးသုံးတယ်ဆိုရင်သူကဝန်းကျင်နီးပါးခန့်မြတ်နော်ဝန်းကျင်တနာရီဝန်းကျင် gegen ein Uhr အဲ့လိုမျိုးပေါ့သုံးတာနော်နမူနာလေးတော့ကျွန်တော်မပြခဲ့ဘူးနော်ကျွန်တော် theory တွေအဓိကထားပြီးတင်တာဖြစ်တဲ့အတွက် exam တွေပြနေရှုပ်ကုန်မယ်နော် exam ကရတယ်ဒီ structure ဒီ grammar လေးရှင်းကျွန်တော်ပြန်ရှင်းပြီးသူ့မှာကတော့ meaning နဲ့ပေါ့နော်သူ့နဲ့တက်ဆိုင်တဲ့ meaning နဲ့တွဲထားတာဒီမှာကတော့ theory တွေရအောင်ကြက်မယ်နော်gegen ကနှမျိုးလုံးရတယ်နော်ဒါပေမဲ့ဒီ Thai နေတိတ်မကြည့်နဲ့နော်အဓိကတော့နေရာတွေပဲတင်တာဒီ A1 A2 ပါဒါပေမဲ့တစ်ခါတည်းတွဲချက်ခဲ့ပြန်ပြီးနောက်ကိုပြင်ဆင်းလာတာမလွယ်ဘူးတစ်ခါတည်းတွဲချက်ခဲ့နော်ဒါလွယ်တယ်နော်တခြားနှုတ်ထုတ်ထားပြီးတာတကယ်အစ်စ်တွေကခတ်တယ်နော်ဒီထက်လည်းကျယ်ပြန့်တယ်တင်ချင်းအများကြီးချဲ့လို့ရတယ်ဒါပေမဲ့လုံးဝ specific နော် customize ချုပ်ထားပြီးတာအဲ့အောင်ရအောင်လုပ်ရတယ်မရလို့မရှိဘူးowner ရဲ့တဲ့ပဲ without နော်တော့မပါဘဲနဲ့coffee ကိုတခြားမပါပဲတောက်တယ် each drinker cafe owner စတုခနော်အဲ့လိုသုံးလို့ရတယ်ဒီဆိုတဲ့ပဲနော် owner ဆိုတာ without ဒီ manner ရဲ့ time omni နဲ့
နော်အချိန်နေအောင်နဲ့ for ကြအောင်အတွက်အဲ့လိုမျိုးဒီရဲ့ဟာချက်နော်ဒီကတော့သိအောင်ပဲကျွန်တော်ရေးပေးတာဒါ၄ခုပဲရှိရလေပုတ်ကနော် om ဆိုတာပတ်ဝန်းကျင်ပတ်ချလဲလေနေရာနဲ့ပတ်သက်ပြီးဆိုရင်ပတ်ချလဲပေါ့နော်အခွေးလေးကအိမ်ကိုပတ်ပြေးနေတယ် om das house အိမ်ပတ်လဲပေါ့နော်အိမ်ပတ်ပေါ့အိမ်ပတ်ပြေးတာပေါ့အနာရီမှာသုံးတယ်လေ om ဆိုတာတိနိုင်ဆိုအဝိုင်းနဲ့လေနော်အမှ3နာရီမာလို့ပြောတာနေရာကြတော့ဇွဲပတ်လဲထိုင်နေနော်ငါအဖေရဲ့မေရဲ့မိသားစုတွေဇွဲပတ်လဲထိုင်စားသမင်းစားကြတယ်အဲ့လိုဆိုရင် om den Tisch အဲ့လိုသုံးတာသူနေရာမှာဆိုတော့ပတ်လဲပေါ့နော်အချိန်ဆိုတော့နာရီတိသုံးတာနော်ဒါကြီးဗမာလိုရေးထားတယ်နော်တခြားချက်အဲ့တဲဝါလိုက်မယ်တော်တော်မဟုတ်ရင်ခဏပြန်လာကြည့်မယ်နော်ကျွန်တော်ပြောတယ် antland ဆိုတော့ရှောက်နော် antland ကိုသုံးမယ်ဆိုရင်သူက noun အရှိထားနော်သူကထူးဆန်းတဲ့ star ပြတာပေါ့နော်ချွင်းချက်တွေပေါ့နော်တစ်ချောက်သူက land တစ်ချောက်ပေါ့နော်land တစ်ချောက် these structure antland သူက preposition ကနောက်ရောက်တာ noun ကရှေ့ရောက်တာတောက်ထိုးဖြစ်တာပေါ့နော်ပုံမှန် preposition လာတယ်ဒီမှာ noun နေလာဒီကတော့စောက်ထိုးရေးရနော်ဒါလေးပြန်တွဲဆိုလေDurch fewer gegen ohne Anland immer mit den Akkusativ durch Führer ဖြတ်၍သူနေရာနဲ့အမူအရာကိုပြတယ် fewer truth တဲ့ထိုက်အောင်နဲ့အင်္ဂလိပ်စာရေးဒါဘာသာပြန်လွယ်အောင်ရေးထားပြီးတာ through တွေ like all ဆိုမနဲ့ကိုယ်ခေါင်းထဲမှာနားလည်ဖို့အဓိက understanding နော်နားလည်နိုင်ဖို့လိုတယ် fewer for ကြအောင်နော်သူ for နဲ့တူတယ်တော့ကြအောင်အချိန်နဲ့သုံးတယ်အတွက် object တွေတစ်ခုခုအတွက်လို့လည်းသုံးတယ်အကို method တလို့ mat နော်မဟုတ်ရင်ဗီဒီယိုထပ်နားထောင်မရသေးဘူးလေမရသေးဘူးထပ်နားထောင် against နော်ဥတီစီတို့နေအောင်သွားတာအချိန်နဲ့ပတ်သက်တယ်ဆိုရင်သူကနီးပါးဝန်းကျင်လို့သုံးတာအမြာပေါ့နော်အများကြီးသုံးနေတာ owner ဆို without မပါဘဲနဲ့ without တွဲပြီးမြင်အင်္ဂလိပ်စာအခြေခံရှိနေတော့တချို့ကတွဲမြင်တတ်လို့နော်အဲကြက်နော်တကုံလုံး map ရအောင် play ဆိုရင်ထိုင် on နေနဲ့ဒါအရေးမကြီးဘူးဒီအဓိပ္ပာယ်လေးရရေးကြီးတာနေရာပြပုတ်ပေါ့မြန်မာလို့ဆိုရင်ရမယ်နော်ကုန်ပြီအခုစားတစ်ကဘာမှမရှိဘူးအခုအရင်ဆုံး theory ဆိုလိုက်နော်ကြပြ those fewer gegen ohne anland immer mit den Akkusativ အခုနကိုဆိုရွတ်နေဒါယူပြီးမှတစ်ခုချင်းစီကိုပြန်ပြီးဆိုကြည့်ဩ those ဆိုတာဘာလဲလက်ချောင်းထောင်ပြီးတော့တိတ်မှတ်နဲ့ပြန်ဆိုရင်ပြီးပြီဇလန်ဘာယူထိုင်ကြက်နေကြမလို့နော်ပြီးမှကိုဆိုကြည့်အော်တို့ဆိုတာဘာလဲ fewer ဆိုတာဘာလဲ gegen ဆိုတာဘာလဲ om ဆိုတာဘာလဲတလုံးချင်းစီပြန်ပြီးတော့ note တိုက်ကိုဆိုအားရပြန်ပေါ့နော်dative ကိုဆက်သွားမယ်dative ကလည်းလို့ပဲကြပြရင်ဆို ausweichender sei von zu gegenüber mit dative ဟုတ်ပြီတလုံးချင်းစီပြန်ရှင်းမယ်နော် gain ဆို note တိုက်ဆိုလို့မရအောင်သူတို့ဘယ်လိုသုံးလဲအဓိပ္ပာယ်သိရမယ်out ဆိုတာမာကအကြောင်းပြင်ပနော်ဒါတွေသုံးလို့ရတယ်နော်ဒါတွေလည်းရအောင်ချက် meaning တွေမာကသူအစင် from source origin သူအရင်းအမြစ်တစ်ခုတည်းကထွက်လာတာ out ဆိုတဲ့အဓိပ္ပာယ်နော်ဒါနေရတယ်နော်ဒါအနောက်ကလိုက်တဲ့ function ကြက်တာနော်ဒါအဓိပ္ပာယ်ကိုရှင်းပေးတာဟိုကနှမျိုးလောက်ရတယ်နော်သူတို့နောက်ကဘာ object လိုက်လဲဓာတ်တိတ်လိုက်တယ်ပြီးပြီပေါ့ဒါရောဓာတ်တိတ်ကြီးလက်တယ်ဆိုပြီးတော့ထိုင်သွင်းနေကြအောင်နော်ဓာတ်တိတ်လက်တယ်ပြီးပြီလေဓာတ်တိတ်ဆိုတာဘာလဲဓာတ်တိတ်ကိုသိချင်ဒီ table လာပြန်ကြည့်ဒါဓာတ်တိတ်ပဲမရရင်ဓာတ်တိတ်ကိုပြန်ချက်နော်like နောက်ကလိုက်တဲ့ဟာရင်ချက်တက်တယ်ဆိုတော့မြန်တယ်လေဒါတစ်ချောင်းလေးဆိုလိုက်ရုံနဲ့ဘာမှခက်ခဲမနေပြီးမှပြန်ရှင်းပေါ့ဒါအဓိပ္ပာယ်တွေတက်တာချက်ပြင်မဲ့နော်ဘာကြီးဆိုနေမှမသိဖြစ်နေမှာ out ဆိုတာမာကအကြောင်းပြင်ပနော်ပြင်ပနေဆိုအကြောင်းညာလို့ပြောတာ out of ပေါ့နော် out reason တွေလည်းတုံးတယ်ကျွန်တော် highlight မသားထားဆိုတော့မလို့နော် highlight မသားထားရင်ကြည့်နေဒါလည်းပဲမြင်မှပို့တည်မှာနော်အဓိက highlight လေးကြည့်နော် highlight လေးဆိုတာတိတ်တာအောင်ပြထားတာမရှိသေးဘူးဆိုတော့ဗီဒီယိုမှာပြန်ကြည့်ပြီးတားလိုက်ပေါ့နော် highlight ပဲမသားပေးဆိုတော့တခြား reason လည်းတုံးတယ် manner လည်းတုံးတယ်မလည်းရေးထားပေးတယ်ဒါပေမဲ့မလို့ကြည့်နေရတယ်အဓိကဒီဟာလေးကြည့်နော်နေရာအချိန်နေရာဆိုရင်နေရာ origin ကထွက်လာတာပြောတာမှားပေါ့နော် each comma out မြန်မာ out လေ from နဲ့တူပဲမဲ့သူ့ကိုကြည့်ရင်အောက်ကနံပါတ်တစ်ခုနဲ့တွဲကြည့် for နဲ့တွဲကြည့်နော်ဒါခါလေးတွဲတာသူတို့ကတူလို့မဲ့တူတို့နဲ့မတူဘူးနော်သူကလည်း from သူကလည်း from
နော် out နဲ့ form ပေါ့နော်ဘာကွာလဲပေါ့ဟုတ်တယ်ကွာတယ်နော် out ဆိုတဲ့ဘက်က source origin အရင်းအမြစ်ထဲကထွက်လာတာကိုပြောတာအဲ့တော့ general temporary မကျွန်တော်ချင်းမိုင်ကလာတယ် each common form ချင်းမိုင်ကျွန်တော်ရဲ့အရင်းမြစ်ကမြန်မာပြည်နော်ထိုင်းနိုင်ငံချင်းမိုင်မျိုးမဟုတ်ဘူးမလက်ရှိအနေနဲ့ရဲ့နော် generally ပေါ့နော်ရေဘူးရအားဖြင့်မှာ temporary ယာယီပေါ့နော်ယာယီကိုနေတဲ့နေရာမှာကိုစေးရုံကလာတယ်အိမ်ကလာတယ်ဆို form ပဲတုံးတယ်သွားပြီးတော့ out တုံးလို့မရ out ရဲ့အဓိပ္ပာယ်လေးနဲ့တယ်သူကအရင်းမြစ်ကိုပြောတာဇာတိပေါ့နော်အဲ့ဒါနှစ်ခုကတူတယ် out ကလည်း from ပဲ from ကလည်း from ဘာကွာလဲအဓိပ္ပာယ်ကွာအမှထပ်ပြီး from ထပ်ပြီးတက်ကြည့်ပေါ့နော်ဒါအချိန်နဲ့ပတ်သက်ပြီးသုံးတာများတယ်လေ from to နော် from base ပေါ့ from base တင်တယ်လေ from 9 base စိန်ဥကနော် base ကအထိပေါ့ဒါတော့တွဲသုံးတာပေါ့နော် from to ပေါ့ from base ပေါ့နော် from base out space မရှိဘူးနော်လာပြီးတော့မတွဲနဲ့တွဲနဲ့သူတွဲပြီးကြည့်နော်ဒီနှစ်ခုကိုတွဲတာသူတို့နှစ်ခုက group တူတယ်အဓိပ္ပာယ်မတူဘူးနောက်တစ်ခုဆက်သွားမယ်နော် bind ဆိုတာစီမာအားဖြင့်နော်အားဖြင့်ကတော့ကြည့်နေတယ်သူ့ရေးထားပေးတာစီမာလူတူတယောက်စီမာအနီးနားမှာငါအမေစီမာနေတယ်ဦးလေးစီမာတဲတယ် by my name tanta နော် by my name အတော်စီမာတွားနေတယ် my name tanta ဒါတိပေါ့နော်ဒါတိကတော့ပြောစရာမလို function က data ချက်လိုက်ပြီးပြီနော်သွားပြီးတော့ခက်ခဲနေကြအကြောင်းမရှိဘူး function ခက်တယ်လို့ဘာလို့မပြောနဲ့လက်မခံအဓိပ္ပာယ်ကမှတ်မယ်နော်ဘာလဲဆိုတာစီမာဦးလေးစီမာသွားစားမယ်ထမင်းသွားစားမယ်သွားနေမယ်သွားအိပ်မယ်နော်အဲ့လိုဘာလဲဆိုတာစီမာလို့တောင်းတာ at net sen at a person နောက်တစ်ခုကနော် proposition ကလည်းခက်တယ်နော်English မှာလာမှာကွာရလာမဟုတ်ဘူးဆိုရင်ဓမ္မစာကလို့ theory နဲ့လာတာသူကကြလို့လွယ်တယ်ဘာလဲတခုလည်းရှိတယ် mid ကတော့ဒါ with ပေါ့နော် with manner နဲ့တူတူပဲနော်အပေါ်က owner နဲ့တွေ့ကြည့်အာကိုစားတိတ်မှာ owner လေ owner ဆို without mid ဆို with နော်သူတို့နှစ်ခုက opposite တွေတစ်ခုကအတူနင့်တူတစ်ခုကမဟုတ်ပဲမပါပဲနဲ့ခလေးနဲ့သွားတယ်မှာဆိုရင် no နဲ့အသီးနဲ့နော်ရောဘာဒိန်ချင်နဲ့ဘာလဲ strawberry နဲ့စားတယ်နဲ့နော် with mid ပဲ mid မီးရငါနဲ့သွားမယ်သမင်းနဲ့ဟင်းနဲ့စားတယ်လို့သုံးတာknock ဆိုတာနေရာကိုသုံးတာနော်မြို့တွေနိုင်ငံတွေတွားရင်တော့နော်ဒီမှာရေးထားပေးတယ် country city နော်ဒီမှာရေးထားပြီးတာမြို့နိုင်ငံတွေမြို့တွေတွားရင် knock ကိုသုံးတယ်အဲ့လိုတွဲမှတ်နော်အချိန်နဲ့ပတ်သက်ပြီးလဲသုံးတယ်အချိန်နဲ့ပတ်သက်ပြီးသုံးတယ်ဆို after be now အဲ့လိုသုံးတာအကျဉ်းနဲ့ဟာတွေမှတ်နော်မမမရေးထားပေးဘူးမမမရေးထားမလို့အချိန်ရတယ်လို့တော့ပြန်ပြောပေးမယ်ထားလိုက်မှတ်သားတာမကြည့်နဲ့ဒီလိုအပ်တာပဲကြည့်ကြိုက်အောင်မယ်နော်မမခက်ခဲမနေဘူးဘာမလို့ပေါ့ဘာမလို့နော်ကြောင့်ပြင်ပဒါချက်ထားနော်ဒါလည်းအနောက်ကဟာတွေအတွက်ရေးထားပေးတယ်တိုက်ချင်နော်ဒီမှာလည်းဗီဒီယိုထဲမှာလည်းပေါ်မှာပဲနောက်တစ်ခု that ဆိုတာ since ကတည်းက okay since ကတည်းကသိပြီးသားလေ that I am ရလွန်ခဲ့တဲ့တစ်နှစ်ကတည်းကအရှိမတင်ခဲ့နော် preposition တွေကတသေးလေးတွေဒါပေမဲ့အရင်မတင်နေတာကျွန်တော်ကအခုဒီမှာအများကြီးတင်ဖို့လိုလာပြီ that ဆိုတာကတည်းက since လို့သုံးတာပေါ့နော်ဆိုတော့ဗမာချင်းစရာမရှိဘူးအချိန်နဲ့ပတ်သက်ပြီးသုံးတာအခု so နော် knock နဲ့ so နဲ့တွဲကြည့်တွဲပြီးကြည့်ရမှာနော်so ဆိုတာဘာလဲso ဆိုတာလူတွေစီသွားတာနော်လူတို့အဆောက်အဦတို့သွားခြင်း so သုံးမရမယ်အဲဆိုရင် so မိုင်ထန်ထအတော်စီသွားတယ်အ knock မိုင်ထန်ထမရှိဘူး knock ဆိုတာတော့နိုင်ငံတို့မြို့တို့သွားတာနော်ကွာလူပုဂ္ဂိုလ်တွေစီသွားမယ်အမှဆိုရင်ဆောက်ဦးပေါ့နော်ကျောင်းတို့ဘာလို့ပေါ့နော်အဲဒါဆိုတာရှူလာလို့တောင်းတာနော်အတူကောက်လေးတင်တာနောက်မှတင်မယ်နော်အဲ article နဲ့ preposition နဲ့တွဲပြီးရေးရတယ်ရှိတယ်သူတို့ချုံလိုက်တာလို့အဲဆိုစူးတယ်ရှူလာစူအားလို့တောင်းတာသူကအဲ့လိုမျိုးလည်းရှိတယ်ပေါ့နော်ဒါကတော့ထဲထဲက gram ဟိုစာအုပ်ကို textbook လို့နော် textbook ကမှပဲပြောလို့
ဒီမှာ theory ရှင်းတာဆိုတော့ theory ပဲ ion site ပေါ့နော်ကြက်ပေးပေါ့ကြက်ရမှာကိုတာဝန်နော်ဒါမှကြက်လာလို့ကတော့အစင်မပြေဘူးပြေဦးမပြေတာဒါ heavy လေး main လေးဒါအနှစ်တွေပဲနော်ဒီဟာတွေပြောတိုင်ကိုပြောဆိုတတ်ပြီးတွာလာပဲနိဒီဘက်သွားမှလည်းဘယ်လာမှလည်းဘယ်သွားမှလည်းဘာနဲ့စားမှလည်းအဲ့ဒါဆိုကိုယ့်ရဲ့ language ကကျဲလာတယ်ဒါမှဆိုအဆင်ပြေလာပြီပေါ့နော်ခတ်လာတာမဟုတ်ဘူးသုံးသက်ဖို့မြင့်လာတာနော်မြင့်လာပြီဆို level တစ်ခုရောက်လာပြီလို့ပြောရမယ်ကိုငါဒီလောက်ထိလုံနိုင်မှာလားပြန်ကြည့်လိုက်ပေါ့နော်အောင်ငါ subject တွေချက်ခဲ့တယ် verb တွေချက်ခဲ့တယ် perfect တွေချက်ခဲ့တယ်အခု preposition တွေနော်အာကုစားတိတ်တွေချက်တယ်ဓာတ်တွေချက်တယ်အခု preposition လာပြီဆိုတော့ပြည့်စုံနိုင်ပြီ watch simple statement တွေကပြည့်စုံနေပြီဒါလောက်အကြောင်းပြောရလေ A1 လောက်တင်မှာကိုကသုံးနိုင်တာပေါ့နော် German language တခုက level တစ်ခုလောက်မှာကိုကသုံးနိုင်တာအခုကိုပြန်ကြည့်တော့ငါ A1 2 A11 ပြီးခဲ့ပြီနော်ခတ်ခဲဆိုပြန်ကြည့်လိုက်အခု A1 2တင်နေပြီပေါ့နော် okay ပိုကောင်းလာတော့မှာပိုရလာတော့မှာလိမ့်စာပိုခတ်လာတာမှာအဲ့လိုနော်ဒါဆိုရင်ဒါ preposition တွေရရင်တော်တော်လေး communicate လုပ်နိုင်နေပြီလို့ပြောလို့ရတယ်နော် last shot ဖို့မဟုတ်ဘူးဒါပြန်ပြီးတော့ကြည့်ဖို့ပေါ့နော်ငါတလားအခန်း7ရောက်ပြီလေ7ဆိုရင်မှ7 13 14နောက်ထပ်3ခန်းပဲကျန်တယ်ပြီးပြီဒီ3ခန်းလည်းဒါတွေကိုပဲပြန်တင်မှာနော်ဒီ preposition တွေပဲပြန်လာမှာအခုကကျွန်တော်ကကြိုရှင်းလိုက်တာပြောမယ်ဆိုရင်ကြိုပြီးကြိုရှင်းတော့မဟုတ်ဘူးပေါ့နော်အခါတည်းအကုန်ရှင်းပြပဲလေဒါနော်သူ့ရဲ့သက်ဆိုင်ရာ grammar အခန်းလိုက်ကတော့ပြန်နည်းနည်းပါးလေးပြောပေးရမှာတော့ရှိတယ်မဲ့ဒီမှာတော့ heavy ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ heavy ဖြစ်တယ်ဆိုတာလေဟိုသွားမဲ့လမ်းကြောတစ်ချောင်းမှာတော်တော်လေးအဆင်ပြေသွားနိုင်မယ်အဲ့အောင်ပြောဒါကြီးကိုထိုင်ပြီးတော့စိတ်ညစ်ပြီးတော့ဒီကောင်စားပတ်တယ်လို့လုပ်နေတယ်နော်ကြက်ဆရာရှိရကြက်ဟို A1 A2 ထိပါအဆင်ပြေလိမ့်မယ်နော်ကျွန်တော်ပြောရတဲ့ဟာနားထောင်အဲ့ A2 တွေပါဒါတွေပဲလာမှာဒါတွေပဲဖောက်ပြီးလာတာဆိုတော့စာအုပ်ဆိုတော့လေအရင်ကုန်မတင်ဘူးနော်ဒါလည်းကျွန်တော် theory ကိုထည့်ပေးရတာဆိုတော့တခါတည်းမထည့်ပေးရင်လည်းလာအခန်းတိုင်းကျွန်တော်လိုက်ရှင်းနေရတယ်အဲ့တော့ကျွန်တော်ကတော့စလာပြီဆိုရင်လည်းအကုန်ရှင်းပေးခဲ့တယ်နော်ဒါတွေပြန်ချက်နော်ပြန်ပြီးတွဲပြီးကြည့်လုပ်ခဲ့တယ်လို့ဗီဒီယိုတွေတစ်ခါကြည့်ဒါရရင်ပွဲသိမ့်မယ်နော်ဇလန်သူတို့နဲ့ communicate ကိုလုပ်နိုင်ဘယ်သွားမှလဲဘယ်လာမှလဲဘာလို့မှလဲဘယ်သူနဲ့လဲ proposition ရပြီဆိုရင်တော်တော်လေးလုပ်နိုင်နေပြီလေကျန်တဲ့ဟာတွေက level အမြင့်နေဆိုတော့သူကလည်းမြင့်သွားဒါတွေကအဓိက foundation တွေပဲเนาะအုတ်မြင့်ချနေရဖြစ်တဲ့အတွက်ကြားတယ်ခတ်တယ်ထည့်ရတာများတယ်မှန်တယ်ဒါပေမဲ့ဟိုအစစ်မရောက်ဖို့ဆိုတာ support လုပ်ပေးလိုက်အဲ့လိုတွေးပေါ့เนาะဟိုဒါ foundation ချနေလေခိုင်နေဟိုနေထားနေလောက်နိုင်နေပြီပေါ့เนาะဒါကိုလုံနိုင်တယ်လုံနိုင်အောင်လည်းလုပ်ရမယ်အဲ့ဆိုရင်အဆင်ပြေလိမ့်မယ် yeah time ဆိုတာဒါ based on เนาะ based on ဒီမှာသုံးတာပြောတာเนาะဒါလေးကတော့အရင်ကြီးမှတ်စရာမလိုဘူးဒါနောက်မှပို့ပြီးပြီးတော့လည်းမယ်ဒါ base လည်းသုံးတယ် swim လည်းသုံးတယ်เนาะ swim ဆိုတာသူ့ယူထားတာပြောချင်တာသူ့ကိုယူထားတာပြောချင်အဓိက place တွေကိုကြည့်เนาะအပြာလေးကြီးကြည့်time ကကတိကတက်လေးသူကပါနေလို့เนาะမပါလို့လည်းမရအောင် time ကလည်းလို့နောက်တစ်ခုက reason ပြောတာပေါ့เนาะရန်ပေါ့သူက verb တွေမှာသုံးတယ်လေ verb တွေရဲ့ရှေ့မှာ to infinitive ပေါ့နော်ဒါလည်းအသုံးများတယ်သူကတော့ပုတ်ထဲမှာမပါအောင် place manner time reason ထဲမှာတော့ပါတယ်ပေါ့နော်ဒါပေမဲ့ noun လိုက်တာမဟုတ်ဘူး infinitive verb လိုက်တာဒါနောက်ပိုင်းသိလာမှာပေါ့နော်ဒါမလို့သေးဘူးအဓိကအချိန်ပြပုတ်တဲ့နေရာပြပုတ်ကိုကြည့်နော်အပြားကြီးစိမ့်တွေကိုကြည့်နော်အပြားခရမ်းလေးတွေရနေကြတော့ကြည့်အဓိက level လိုက်ပြောတာပေါ့နော်အပြားလေးတွေအဓိကထားကြည့်စိမ့်လေးတွေကတိကတက်ကြည့်ပေါ့နော်ခရမ်းလေးတွေတော့တွေ့နဲတယ်လေနည်းနည်းလေးပဲကြည့်ပေါ့နော်highlight မတားထားတာမကြည့်နဲ့မလို့အဲ့မကြည့်နဲ့time ကြည့်နေတယ်နောက်လို့အဲ့တော့ပြန်ပြောပေးမယ်ပေါ့နော်ကြုံနေဆိုရင်လည်းနောက်မှတစ်ချိန်မှပြန်ကြည့်ဆိုလည်းကိုတီးသွားတာပေါ့ပြောပေးစရာမလိုတော့တကယ်တမ်းလည်းပဲကြည့်ရပြီဆိုGegen Neuber ဆို opposite နော် managing side အစောတော့ကျွန်တော်အတန်ထွက်ချနေတော့ဒါကြီးပါတာပဲနော်အတန်ထွက်မှလည်းဒါကြီးချပေးခဲ့တာချိုးစားလုံးနေအမြင်နေပြီးသားတယ်နော်ဒီမှာကြည့်လဲရတယ်ဒါတော့ grammar နဲ့တွဲရှင်းလိုက်တာပေါ့နော် grammar ကြောင့်လည်းနားလည်ဖို့လိုတယ် theory ရနေกว่าသုံးနိုင်သင်နေကြပဲလေဘယ်လောက်ထိတော့မှရလာပြီပဲ10ခန်း17ခန်းဆိုတာကိုမှခြေလန်း17လန်းလန်းလာရဆိုနည်းနည်းနော်ခြေလန်းမှာမဟုတ်အချို့ဆိုရင် A1 ဆိုရင်6ခန်း12ခန်းပဲတင်တာအချို့အတန်းနေကျွန်တော်ကကိုက
ဒီစာအုပ်ပေါ့နော်ခုနှစ်ခန်းပါတဲ့စာအုပ်ကိုတင်14ခန်းလေချို့စာအုပ်တွေရှိတယ်5ခန်းတို့6ခန်းတို့ level တစ်ခုစာမရအောင်လေကျောင်းသားနော်အဲ့လိုတင်နေရတာပဲမမြန်တင်မမြန်ပတ်စံရမမြန်အတန်းပြီးနိုင်တယ်ဒါပေမဲ့ကျောင်းသားကရေရှည်သွားမယ်ဆိုရင်မခံနိုင်ဘူးကျွန်တော်ကရှာရှည်ရပေါ့နော်ခုနှစ်ခန်းပါလာတင်ပေးတယ်ခြေလန်း14လမ်းအောင်กว่าသွားသူများခြေလန်းတူလေးနဲ့သွားတာမစုံဘူးပေါ့နော်ကျွန်တော်ကသူတို့ကပြီးမှမြင့်သွားတာ6ခန်း9ခန်း10ခန်းဒါရမလို့ဒီစာအုပ်တွေက level လိုက်ပဲတပြေးညီပဲသွားတာစာအုပ်မုံဒီလိုသွားပါနော်14ခန်းတင်ရတော့စုံစုံလင်းလင်းတင်ရA1 ပြီးရင်မပူနဲ့ S14ခန်းပြီးရင် communicate လုပ်ကိုလုပ်နိုင်အဲ့လောက်နဲ့တော့လုပ်လို့ရတယ်လုပ်တဲ့အောင်လဲကွာကျင့်ယူပေါ့နော်Gigan Nuba ဆိုတာနည်းနည်းချင်းဆိုင်ကျင်ပဲကြက်ပေါ့နော်ဒါစူးစီးပြီးကြတာအင်္ဂလိပ်စာအောင်မှကျွန်တော်အဲ့လိုမသင်ခဲ့ရအောင်ကောင်းတယ်ပေါ့နော်ဒါကောင်းတို့ဆိုကြပေါ့ဂျာမန်စာတော့နည်းနည်းခက်တယ်အင်္ဂလိပ်စာအခြေခံကြီးတော့သင်ရလွယ်တယ်ဒါပေမဲ့သူ့ဟာလေးကစူးစီးလေးဖြစ်နေတော့မစိုးဘူးပေါ့နော်အဲ့လိုပြောလို့ရဒါကနော်ထခသင်ရမှာမဟုတ်ဘူးနောက်ခန်းနေကြည့်လိုက်စာအုပ်တွေ grammar လမ်းကြည့်လိုက်ဒီတသေးမွားလေးတွေပဲသူကဖြဲပြီးသင်နေရအဲ့ဒီရဲ့ grammar လေးတွေကနော်စနစ်ကိုပဲကြည့်မလား73ကိုပဲကြည့်မလား grammar တွေရှိတာပဲအဲ့မှာတော့မှာတော့လားနော်မှာ base တွေ up တွေပြန်မှာ for now by in ဘလို့တတိမွားစီမွားစာကြအောင်သူကလုပ်နေတာကျွန်တော်ကဒါကိုကဆရာဆိုတော့နော်ကိုဖွဲ့လိုက်တာပေါ့နော်ဒီမှာတော့ပါတော့မှာ up am နေ form base တွေပါလေးတွေproposition လေးတွေအဲ့လိုပဲသူကတခန်းနည်းလာနောက်ဆက်သွေးရအဲ့ proposition တွေပဲကျွန်တော်ကြိုသိရလေကြိုသိတော့တခါတည်းရှင်းပြလိုက်တာနော်ဒီတခန်းကနည်းနည်းလေးစုံနေအမျိုးအမဲစုံတာပေါ့နော်ပြမဆိုရင်အင်ခွက်တွေအကုန်ချပြလိုက်တာလန့်ပြီးတော့ပြီးနေနေအဲ့ဒါတလုံးပြီးနော်တလုံးပြီးဒီ ground proposition နဲ့ပတ်သက်ပြီးအပြီးတင်နေတာယူဝါအဲ့ဒါစက်တက်တွေဖြစ်စေမတက်တွေဖြစ်စေအမြတ်ပဲဗျာပို့တော့တာသူတင်မှာဒီအောက်ကတသေးလေးတင်မှာ mid ကိုတင်မှာနော်mid ဆိုတာနဲ့လေပြန်ရှင်းပေးတာနော်ဒီတည်းကသူကယူချတာပေါ်မှာတင်မိတာလေနော်ဒီအခန်းဆက်တက်မှာအဲ့လိုထောက်ပြီးတင်တာသူကလုံးလေးတလုံးဆွဲယူပြီးတင်တာဆွဲယူပြီးတင်တာဘယ်လိုတောင်းတာဟိုကလေပြန့်ကျဲနေအောင်တော့နော်ပြန့်ကျဲကြမလို့တခါတည်းစူးစီးပြီးသူကခွဲပြီးတော့ဖြန့်ပြီးမြန်တယ်နော်ဒီမှာကျတော့ mid ကိုတင်ပေးလိုက်မယ်နော်mid ဆိုတာနဲ့လို့ပြောတာကအတိတ်ပဲပုံမှန်လည်းပြောထားတယ်နော် mid ဆိုတာဓာတိဖလက်တယ်လေနော်သူကဒီခါမှာ mid vein ဒူးနဲ့လေနော်ဓာတိရဲ့မှတ်ထားပြီနော်ဓာတိရဲ့မေကုံစလုံးက nominatic က v ရလေနော်ဟိုအရွေးလိုက်မယ်ပေါ်မှာမေကုံစလုံးတစ်ခါမှရေးထား question မေးလုံးပေါ့နော်ခုပေါ့ v ရခုနော်ဒီလိုမှကိုမှတ်ထားပါသူ့ရဲ့အခုတည်းရဲ့မေကုံ vein ဆိုတော့ form နော်ဓာတိက vein အဲ့လိုသုံးတာသူလည်း form မယ်နော်မေကုံစလုံးလေးကျွန်တော်မပြောမပါဘူးဖြစ်နေဒီမှာကျတော့မေကုံမေးပါမှာလေဘယ်သူနဲ့သွားတာလဲနော်ဘာနဲ့လဲဆိုတော့ပစ္စည်းကြောင့်ကြာဘိုးထဲတာပေါ့နော်နေရာမဟုတ်ဘူးနော်ဒါနောက်မှအတန်းကြီးမှတည်ရမှာဒါမလို့ဖြစ်ခဲ့တာနေဘာနဲ့ကြောင်းသွားလဲကားနဲ့သွားတယ်ဘသူနဲ့သွားလဲအဖေနဲ့သွားတယ်လို့ပေါ့နော်အဖေနဲ့ကြောင်းသွားတယ်အဲ့လိုမျိုးတင်စေချင်တယ်ဒီရဲ့တောင်းမှာပါတယ်ပေါ့နော်ဒီအခန်းသက်မှာပြီးမှရှင်းပြမယ်နော်အခုလောဆယ်ဒီ theory တွေကောင်းအောင်ရှင်းရတာမဟုတ်ဘူးပြီးရင်စာအုပ်ကိုပြန်ရှင်းရမယ်စာအုပ်ရှင်းလွယ်သွားလိမ့်မယ်နော်ဒီ theory ရအောင်လို့အပြီးပဲနော်စာအုပ်ထဲက grammar တွေအေးစေးအိပ်ပြီးလိုက်ခဲ့တော့ရတယ်အဲ့ဒီရဲ့ဒီကျွန်တော်ရှင်းပေးတဲ့ note တွေပေါ့နော် note တွေရမယ် theory နားလည်ရင်ဒီမှာလေဒီတရားဟာအေးစေးပဲဒီမှာတသေးလေးပဲသူကတင်တာဒါပေမဲ့အဲ့တသေးလေးပဲတော့တင်လို့မရအောင်အတန်းကြည့်ရင်ဟိုရှေ့ဆက်သွားမယ်ပေါ့နော် level တစ်ခုပေါ့ A2 ထိသွားမယ် B1 ထိသွားမယ်ဆိုရင်
တသေးလေးပဲကျွန်တော်အပြင်းကြောဆွဲပြီးတော့ကျောင်းသားအလိုလိုက်ပြီးထည့်ပေးလိုက်လို့မရအောင်ပို့ပြီးခက်ခဲသွားတယ်ဒီမှာလေ mid dative လို့တော့အဲ့လိုမျိုးပဲရေးထားပေးတာဒါတိတာမသိသေးဘူးဒါတိကနောက်ခန်းမှလာမှာတကယ်တမ်းခန်းသက်နဲ့မှလာမှာဒါကကျွန်တော် curriculum နဲ့ညှိပြီးတင်တာပါနော်ဒီအခန်းဆက်တဲ့သက်နှစ်ရောက်မှသူက dative ကို object ကိုသူကတင်ပေးတာဒီရဲ့ grammar မှာကြည့်လို့ရတယ်နော်မှဒီအခန်းရောက်မှသူက dative တင်လာဒိန်တဲဒိန်ဒိန်အခုမှလာတာဒီအခန်းမှာဟိုလိုကြီးတိတက်တော့မတင်ဘူးပေါ့နော် dative ကို preposition နဲ့ပဲတွဲတင်တာကျွန်တော်ကတော့တီးတန်ပေါ့နော် verb လေးတွေပဲထည့်ပေးလိုက်တာပေါ့နော်verb လေးတွေကလည်းဘယ်နှလုံးမှမရှိဘူးလေ6လုံးမှပဲရှိတယ်တိနေရမယ်ပေါ့နော်ကျောင်းသားတယောက်အနေနဲ့အဲ့ foundation အခြေခံကြတာတိနေရမှာမဟုတ်ဘူးဆိုရင်အခြေခံမကြဘူးဆုတ်ချက်တွေခန့်နေမှာရနော်အာကိုသားတိတာတိပါလေနော်ဒီမှာဓာတိတရားမြင်နေရပြီဓာတိတရားဘာမှမသိဖြစ်နေနော်ဒါ preposition တွေပါတွဲလိုက်ပြီးတွဲဖက်လိုကာတွေရောမိုဒါမန်နာတွေရောပြီးမှရှင်းမယ်နော်ဒါ textbook ကိုမကြည့်သေးဘူးဒီ theory ကိုပဲယင်ကြည့်နော်ဒီတိုင်းပဲ assignment လုပ်သွားနော်ဒီအခန်းဆက်တက်က star ပြထားနော်ဒီ grammar တော်တော်စုံနေဒါရရင်တော်တော်လေးရတယ်လို့ပြောလို့ရတယ်နော်နောက်လာမယ့်ဟာတွေမှာ तू ကအခါလေဘယ်လိုပြောမလဲ support လုပ်ပေးလိုက်မယ် तू ကနော်တက်နော်ဒါတွေကိုဒီ modal ဒါတော့ထားလိုက်တော့ရှေ့မှာတင်ပြန်ပြောပြီးအောင်ရှေ့ဆိုတာဒီ textbook เนาะအစောရပြရဆောင်ဒီနှစ်ခုပုံတင်เนาะရနေအောင်တော်ရနေအောင်ချက်အေးနိုလဲအခုတတိယမလည်းတဲ့ဟာတွေပြောเนาะ underscore game on and then ဟုတ်ပြီလို့ဆိုတာဗာလဲလို့ဆိုတာဖြတ်၍ဖြူပါဖြတ်ဆိုတာအတွက်เนาะအချိန်နဲ့တော့နည်းနည်းလဲတုံးတယ်အဲ့လိုသိလေရတယ်ကိုယ့်နဲ့ကိုတော်ရနေအောင်ထားအဲဆိုရင်သုံးတက်တယ်သုံးနိုင်တယ်เนาะကိုယ်ရဲ့ language ကဖတ်ရကြတယ် meaning တွေကကြက်ရတယ်ရှိသေးတယ်အတီယိုနဲ့တွဲမှတ်ပေါ့เนาะဆက်သွားမယ်เนาะဒီတစ်ခုထပ်တင်ပေးလိုက်တယ်ဒါအပြီးเนาะနောက်ဗီဒီယိုကြီးကြရင်လေထပ်အကျယ်ရှင်းမှာမဟုတ်ဘူးကျွန်တော်မြန်ပဲရှင်းမယ်မှာအချိန်ကုန်ခံထားတယ်တနားရီခွဲအောင်ကြာနေ okay preposition midday เนาะအရှိမဟွာရှိတယ်လေဗီဒီယိုကပြတ်နေအောင်เนาะအရှိက dative ကဗီဒီယိုတစ်ခုเนาะဒီရဲ့ preposition ကဗီဒီယိုတစ်ခုဖြစ်လိမ့်မယ်เนาะ preposition 3ခုပေါ့dative ကလည်းတွဲကြည့်ပေါ့နော် nominative ပေါ့ accusative ပေါ့ ਨੇ တွဲကြည့်ဆို article 3မျိုးပေါ့နော်အဓိက article 3မျိုးကအရှိဗီဒီယိုတစ်ခုနော် article မနော် article nominative accusative dative နော်တကယ်တော့ဒီနှစ်ခုသင်ပြီးကြဒီတစ်ခုလေးကအတက်ပေါ့နော်ဒါကိုချက်ကိုဒီဗီဒီယိုက preposition 3ခုပေါ့နော် accusative dative accusative dative နော်ဒီဟာလေးပေါ့တကယ်တော့တချို့စာလုံးတွေမြင်ပြီးသားတွေเนาะဒီမှာကျတော့များလာပြီလေသူက preposition တွေအများကြီးကောက်တနိုင်ပြီဆိုတော့ကျောင်းသားမျက်စိမှာအဲ့လိုတေးလေးပဲထပ်တင်လို့မရတော့ဒီရင်ရှေ့မှာတော့ရှေ့တင်ခဲ့တဲ့စက်တခန်းပေါ့နော်အဲ့မှာတော့တေးလေးပဲပါတာမွာစီဒီမှာကျတော့အခန်းတွေကသူက4 5 6လုံး9လုံးတွေထည့်လိုက်ပြီဆိုတော့အဲ့လိုမတင်ရောကုန်ပါလေနော်မဟုတ်ရောမယ်နော်ကိုရအောင်ခွဲthose fewer gegen ohne anne accusative aus bei minna sei von su gegenüber dative ဒါပဲသူတို့နောက်ကဒီ preposition နဲ့နောက်ကဘယ် case နော်ဘယ် article ပေါ့တန်းပြောနိုင်တယ်အဲဆိုကိုက grammar ရမှန်နေပြီးသားပဲဟုတ်ရင်ဘာကြီးလဲ grammar ရ there that's d ရော accusative တွေဘယ်နဲ့တည်းတည်းရှုပ်နေတာပဲအဲ့လိုဖြစ်မှာပဲဂျာမကွဲဘူးဆိုရင်နော်ချို့ရေးဆို B1 နိုင်ရတယ်မကွဲဘူးကျွန်တော်တင်တဲ့တပည့်မို့လို့ကိုတပည့်ကိုကြွားတာမဟုတ်ဘူးကိုတင်တဲ့ကျောင်းသားအလုံးဝ perfect နော်တချို့ B1 ရောက်နေရင်တမေ့ကြည့်တီးဝေရောပဲအဲ့လောက်ရောက်မှလည်းတင်လို့မလွယ်ဘူးတင်မအဲ့လောက်ရောက်မှလည်းမတင်ချင်ဘူးလေအဲ့တော့အစကောက်တော့ပြန်ကောက်အောင်ပါဆိုတော့နိုင်တော့အခုရွယ်ကလေးကထဲပါနော်တချို့လုံးတွေကပြန်သုံးချင်မှတော့သုံးနိုင်မှာဒါပေမဲ့လည်းတင်ပေးလိုက်တယ်ပေါ့နော်တင်သွားယူသွားပေါ့နော်ဒါကြီးထိုင်ညစ်နေနော်တကယ်တမ်းအထဲထဲမှာဒီ textbook ထဲဟာကိုတုံးချဒါ grammar ကုံထည့်ပေးလိုက်တာတုံးချပါနော်ကိုအဲ့ထဲမှာရှိရထုတ်သုံးရုံပဲ
ဒီမှာကြတော့ an of hinter neighbor in Uber under for special ကျက်စာရေးပဲလေကျက်နော်သူက2မျိုးလုံးလိုက်တယ်အကူစားတစ်ဓာတ်တယ်သူက2မျိုးလုံးပုံတည်လိုက်တာနော်2မျိုးလုံးဆိုတော့2မျိုးလုံးခေါ်လည်းလို့မရအောင်မရေးထားပေးတယ်ဒီတီကိုလည်းကျက်နော်သူရတွင်မိသည့်အခြေအနေအကူစားတစ်လိုက်ဒီမိသည့်အခြေအနေဓာတ်တိ flight ဒီဆိုဒီမှာနော်မှာရေးထားတယ်တီကို2မျိုးရှိတယ်ဟုတ်ပြီအကူစားတစ်ကိုဘယ်အချိန်မှာလိုက်လဲနော်ဒီစာလုံးနေမြင်တော့မြင်နေသိနေပြီနော်ဒါ2မျိုးလုံးလိုက်တယ်ဆိုပြီးသိaction action နော်အလှူရှားမှုရွေလျားမှုတွေပါတယ်ဆိုရင်အဲ့ဒီ preposition ရဲ့နောက်မှာ accusative လိုက်တယ်နော်ဒီကောင်းနေနော်သူရဲ့နောက်က2မျိုးလိုက်တယ်အဲ့မှာတော့ခွဲထားတာနော်လိုက်ချင်တယ်လိုက်လို့မရအောင်သူကဘယ်အချိန်မှာဘာလိုက်ရမလဲဆိုတော့တတ်မှတ်ထားတယ်မှာဆိုရင်သူကနေရာတွေပဲသုံးတာနော်နေရာနဲ့ပတ်သက်ပြီးသုံးတာvohin ပေါ့နော်ဘယ်ကိုလဲငါအိမ်ကိုသွားမှာငါခေါင်းဆိုတော့အဲ့ဒါသုံးလို့မရဒီတရားတော့အိမ်နောက်ဖေးပေါ့နော် hinter das house အခုစားတက်လေ das ဆိုတာမပြောင်းအိမ်နောက်သွားမလို့အိမ်နောက်နော်ဒါပြီးမှရှင်းပေးမယ်နော်ဟိုစာပဲထဲမှာတော့ရှင်းရဒါနံပါတ်1 theory ကတော့ position တည်နေအောင်ပြောတာအကွာအဓိပ္ပာယ်ပြန်ပြီးသုံးရတာနော်ခွဲရအိမ်နောက်ကိုသွားမယ်အိမ်နောက်ကိုဘယ်ကိုလဲဘယ်ကိုလဲလी action ပါနေမေးခွန်းမဲ့ဘယ်ကိုလဲဥတီရဲ့ပုံစံပေါက်တယ်နော် action ပါဓာတိကြတော့ position ပြောတာတည်နေရငြိမ်နေပါတော့ဟိုကကြတော့တစ်ခွက်နဲ့တစ်ခုပေါ့နော်အဲ့လိုသွားတဲ့ပုံစံအဘယ်မှာလဲအိမ်နောက်ဖေးမှာ enter dame house ဒါဓာတိလေနော် opposition ဆိုရင်ဓာတိ action action ဆိုရင် accusative ဒါပဲနော်သူတို့ရဲ့ shortcut ကလွယ်နော်နှမျိုးလုံးသုံးတယ်မှန်တယ်ဒါပေမဲ့ဘယ်အချိန်မှာ accusative ဘယ်အချိန်မှာဓာတိဘယ်လိုခွဲလဲဟုတ်ပြီ accusative သုံးချင်ရင်ဒါ action ရွေးလမ်းမှုပုံစံသုံးအောင်နော်ငါအိမ်နောက်ဖေးသွားအောင်မယ် ich gehe hinter das Haus ငါအိမ်နောက်မှာရှိနေတယ် ich stehe hinter dem Haus ငါအိမ်နောက်မှာရပ်နေတယ် ich bin hinter dem Haus အိမ်နောက်မှာရှိနေတယ်ဒီ case တွေသိရမယ်လေဒီ case တွေဟိုချက်ထားမယ်ပေါ့နော် article တွေလောက်လျှောက်တယ်လက်ဝင်တယ်ပြောမယ်ဆိုရင်ပြုံလာပြီအကုန်လုံးချုပ်ပြီးတော့သူကတုံးလိုက်နော်ဒါမြင့်မားတဲ့ function လို့ပြောလို့ရတယ်ဒါတုံးနိုင်ရင်သူတို့ communicate လုပ်ဖို့ကတော့ကျဲနေနော်ကျဲပြန်ရှင်းပေးမယ်နော်ကျွန်တော်ဟိုထဲမှာမရေးထားပေးဘူးဆိုတော့ဒါဒီစာရွက်လေးကကောင်းတော့နော်ဒီစာရွက်လေးပြန်ကူးရင်နော် stable ဆွဲပြီးတော့ရှင်းပေးမယ်ဒီမှာ an of hinter neighbor in Uber under for special နော်ပုံလေးလည်းပါတယ် an ဆိုတာနားမှာဒီမှာပဲလိုက်မှတ်ထားပါနော်ဒီမှာဘယ်လိုလဲဘယ်နာလိုက်မှတ်မလဲတနည်းအားမှာရေးမှတ်ထားပြီနော်ကျွန်တော်ဒီမှာဒါဗီဒီယိုမှာတော့ like ကိုအရင်ဗီဒီယိုမကြည့်ခင်အရင်ဆုံးနော်ဒီ file folder လေးကိုတိတ်ပဲဆွဲပြီးရေးလိုက်နော်ကျွန်တော်ဒီမှာပဲရေးပေးလိုက်ထပ်မရေးတော့လေရှုပ်နေမှာဆိုလို့သူ့ရဲ့ဒါနော်ဒါပေါ့အစောရှင်းပြတူလို့ပဲနော်မေကွန်းစာလုံးကဘိုဟင်ဘယ်ကိုလဲနေဘယ်ကိုသွားမှာလဲကုန်းကနေရာတွေသုံးတာနော်တခြားနေရာတွေမှာလည်းသုံးနိုင်မှာရှိနေဒါပေမဲ့လောဆယ်ဒါနေရာနဲ့ပတ်သက်ပြီးသုံးတာနော်နေ place ကိုပြောတာလို့ခါဆိုတာ place ပေါ့နော်wohin ဘယ်ကိုလဲ action နော်အခုစားတယ်ဘိုးဘယ်မှာလဲ position ထားတယ် wonderful ဘယ်ချစ်ဟာတွဲပြီးလုံးနော်an ဆိုတာနားမှာအခုစားဆိုနားကိုပေါ့နော်သူကကြတော့မရေးတော့လေနားမှာပေါ့မြန်မာမှာဂုံနဲ့မှာလဲကွာတယ်နော် hanger ဆိုတာချိန်တာနော် each hanger does fit and event ကျွန်တော်ပုံကိုနေရာမှာချိန်တယ်နော်ဒါကမသိဘူးနော် meaning တွေကတခြား grammar တွေက meaning တွေဆိုတော့ကိုသိမှာမဟုတ်ဘူးဒီမှနားထောင်နော်အဓိကဒီရဲ့အဓိပ္ပာယ်တွေသိရ an ဆိုတာနားမှာလေနားမှာနော်နေရာမှာချိန်တယ်ပေါ့အပုံကနေရာမှာချိန်နေတယ်ဒါ position ပြလေအပုံကိုတွားချိန်တယ်နော်လက်ချောင်းလေးနဲ့သွားပြီးကတ်လိုက်တယ်ပေါ့နော်ဒါ action ပုံစံချိတ်သွားပြီပုံကအနေထားပြောင်းသွားပြီနော် position ဒါသိဖြစ်သွားတယ် and d advance အနေရန်ဘော and there ကိုပြောင်းသွားတယ်နော်သူ
theory ကြောက်လို့နော်ကျွန်တော် formula တွေထည့်ပေးတာဒီ exam မှာရစရာမလိုသေးဘူးဒါစာအုပ်ထဲမှာတင်နဲ့ရှင်းသွားအဓိကသူ့ရဲ့ function နဲ့ဒီလိုမျိုးဘာလို့သုံးနေဆိုတာသိရနော်နားမှာနော်အောက်ဆိုတာဘောကိုပေါ့ action ထားဘောမှာပေါ့ဟို Stella ဆိုတာထားတာ grass ဆိုတာဖန်ခွက်ကျွန်တော်ဖန်ခွက်ကိုဇွဲပေါ်တင်နေထားတယ်ပေါ့ဖန်ခွက်ကဇွဲပေါ်မှာရှိနေတော့လူမပါတော့ဘူးနော်စက်ချက်မပါလို့ပြောလို့မရအောင်နော်စက်ချက်ကဝတ်တာတိုင်းရှိတယ်ပြုလုပ်သူမပါတော့တာဒီမှာじゃအနေထားနော်ပြုလုပ်သူဆိုတာသွားပြီးလောက်တာပေါ့ action ယူရတဲ့ဘောမျိုးသူ action မဟုတ်တော့ action ယူပြီးသားအနေထားသူဒီဘဝကိုပြောင်းသွားနော်အခုံပေါ်မှာဖန်ခွက်ရှိနေတယ်ဒီမှာလေသူဒီ position လေးပဲ hinter ဆိုနောက်ကိုတွေနော်ကိုလို့လာပြင်အိမ်နောက်ဖေးကိုသွားတယ်နော်နောက်ကိုအနောက်ကိုသွားတယ်အနောက်မှာသွားမရှိဘူးလေအနောက်ကိုသွားဟုတ်တယ်မနော်အနောက်ကိုသွားလို့ပြောတာအနောက်မှာရှိတယ်အနောက်ကိုရှိတယ်မပြောဘူးကိုနဲ့မာတော့မှတ်ထားမာတွေနောက်ကိုတွေနော်အရှိမတော့လာမယ်နော်စာလုံးနေနောက်ကိုအနောက်မှာရှိတယ်နော်ပန်းချံကအိမ်နောက်မှာရှိတယ် position လေပန်းချံရွေ့သွားတာမဟုတ်တထတာမဟုတ်နော်အိမ်နောက်ဖေးကိုသွား Gehazi hinter das house theory ရအောင်မှတ်နော်ဒါ exam မှာရရှင်းပြတာမရရင်ထခါလာနားထောင် hinter ဆိုအနောက်ကိုမှတ်ထားလိုက်ရနော်ပြီးမှ accusative ဆိုတော့ကိုအားဒီဆိုတော့မအနောက်ကိုအနောက်မှာအဲ့လိုမှတ်လိုက်ရတယ်နေဘက်ဆိုတော့ဘေးအဲ့ဒါဘေးကိုပေါ့ဘေးကိုမောင်းနော် Parency den wagen ဘာသာမကားပဲအောက်ထိုးပဲကားကိုအိမ်မေးကိုမောင်းခိုင်းတာလေဘာလာတစ်နေgarage ဆိုတာ garage နော် garage ဆိုတာကိုရောင်ကအိမ်ဘေးမှာမာ position လေတော့ဘေးကိုမောင်းဘေးမှာရှိတယ်ဘေးမှာကားကိုတောင်မာနော်ကိုနဲ့မာတာတွဲပြီးပြောအဲ့ဆိုရင်မြန်မာလိုကပါလာပြန်လာအေးဆေးပဲကိုသားတစ်ဆိုရင်ကိုရီပဲနေရန်ကိုတော့ကက်နေရန်မှာတော့ကက်လေရပါတယ်နော်နေရန်မှာချိန်နေတယ်နေရန်ကိုချိန်နေလို့မပြောဘူးမြန်မာဘာသာစကားလဲဟဲ့ကိုဘာသာစကားလဲတုံးလို့ရတယ်အဲ့ကွာ in ကဒါအထဲထဲမှာမဟုတ်ဘူးနော်ကိုအဲကိုပေါ့နော်ကိုပဲပြန်သူစူတို့နောက်တို့လို့သူတုံးတယ် aim ဆိုတာမှာပဲသူကတော့ you ပဲနော်ရုပ်ရှင်ုံသွားမယ်ရုပ်ရှင်ုံကို again aims kino နော်ဒါလေးတွေအထဲမှာတပြန်ရှင်းပေးမယ်နော်လောလောဆယ်မသိသေးဘူးအဲချုံလိုက်တာ article နဲ့ noun နဲ့ချုံလိုက်တာနော်ဒါအဲ့ဟာနောက်မှပြောမယ်နော်ချုပ်ကုန်မယ်အုံနောက်ကရုပ်ရှင်ကိုသွားမယ်အထဲထဲဝင်သွားတာရုပ်ရှင်ဆိုတာအပြင်မှာကြည့်လို့ရမှာနော်သူအထဲထဲမှာသွားတဲ့ပုံစံမျိုးအိမ်ထဲကို in's house ရတယ်နော်အဆောက်အဦထဲတစ်ခုတည်းသွားရမှာနော်ရုပ်ရှင်ဆိုတာယုံပြန်ကြည့်လို့မရဘူးလေအဲ့လိုသဘောတရားမျိုးပေါ့နော်သူအထဲထဲတွေဝင်တဲ့ပုံစံဒီ sign လေးကြည့်ပေါ့နော်သူဘေးမှာထဲထဲကိုပုံလေးဆွဲကြည့်ပေါ့နော်via ဆိုရင် kinesin in kino အခလေးရုပ်ရှင်ထဲမှာရုပ်ရှင်ရုံထဲမှာ kino ရုပ်ရှင်နော် cinema uber ဆိုတာမထိဘူးနော် off နဲ့ uber ဆက်နေ off ကပေါ်ပဲ uber လည်းအပေါ်ပဲဒါပေမဲ့ uber ဆိုတာလို့မျက်နှာစာမထိဘူးလေဟာနဲ့ရှိရလို့ပြောနော်မှာ wir hängen die Lampe über den Tisch Lampe ဆိုတာမီးအိမ်လေစာကြည့်မီးအိမ်မဟုတ်ဘူးနော်အပေါ်ကကြားတယ်မီးနော်စပွဲပေါ်မှာမီးအိမ်ထိတ်တယ်သူ့အပေါ်မှာမထိတ်ဘူးလေအပေါ်မှာလေဟာနဲ့ရှိတယ်ပေါ်တဲ့ပေါ့ပြောမှာဆို over ပေါ့နော်ဟိုက on ပေါ့အဲ့လိုပြောလို့အင်္ဂလိပ်မှာဆိုအဲ့ဒါက Lampe hang über den Tisch နော် Thai ပြီးရှင်းနေတာနော်ကျွန်တော်အချိန်ကြာနေမှတော့သိရဲဒါပေမဲ့လည်းနားထောင်ပြီးနော် Thai ပြီးပါအောင်နှမို့ဆိုရင်ဒါတွေကခတ်တယ်ပေါ့နော်ခတ်တာတော့မဟုတ်ကြားတယ် theory မှတ်ဒါပေမဲ့တစ်ခါမှတ်ပြီးတစ်လုံးသုံးလို့ရတယ်နော်ဘယ် preposition လာခဲ့ဒီတွေကပြေးမလို့ simple ရွေးချင်တယ်နော်အဲ့ဒါထက်ရွေးချင်အောင်ရှင်းရင်ကြားမဲခေါ်ပြီးရှင်းခိုင်းa lamp hang over the tisch နော်အမြင့်ငါဆိုတော့မှချိန်နေတယ်အနေထားဖြစ်သွားပြီလေတဘွားပြောင်းသွားတာဟိုဒီမှာလူတွေပါတယ်ပြုလုပ်တဲ့လူတွေပါတယ်နော်ဒါမှဆိုရင်ပြုလုပ်သူတွေအခုသားတွေတောင်းချင်တယ်ငါတို့နော်ငါတို့ဆက်ချက်ကတော့အများကြီးပါတယ်ဆက်ချက်လို့ပြောလို့မရ
ငါတို့ဆိုရလောက်တဲ့လူတွေပါတယ်ဘုံမလောက်တဲ့လူမရှိတော့ဘူးเนาะပစ္စည်းသူနေထားပဲရှိမြိတ်နေရဆိုတော့မှချိတ်နေတယ်ပေါ့เนาะနေတယ်ပေါ့မော်မာကိုတွန်းထားဆိုအောက်เนาะအောက်ဖက်အန်ထောင်ဖက်ငါအိမ်အောင်ဝရဏအောက်ကိုတွားမယ်เนาะအေးဖေးဟန်အောင်တဲ့တင်ဘာခွန်ငါအခုဝရဏအောက်မှာရက်နေတယ်သူကဒီပုံလေးပဲဒါပေမဲ့ကို action ယူရတဲ့ပုံလား position လားကိုเนาะပုံပေါ်တာ for ဆိုတာရှေ့မှာလေ for ဆိုတာရှေ့မျက်နှာစာအိမ်ရှေ့ဆိုဂိုဒေါင်ရှေ့ကားမောင်းသွားမယ်နော်ငါဂိုဒေါင်ရှေ့မောင်းသွားမယ်ပေါ့နော်ဘာမောင်းလာကားသဘိန်းဆိုင်ကယ်ပေါ့နော်ရ is para for the garage ငါအိမ်ဂိုဒေါင်ရှေ့မောင်းသွားမယ်ကားဂိုဒေါင်နော်ဒါငါကားကဂိုဒေါင်ရှေ့မှာရက်ရှိနေတယ်ငါလေရှေ့မှာရှေ့ဘူး for ဆိုတာရှေ့နော်လိုက်မှတ်နော်လိုက်ပြန်ခိုးလို့နော် on ထားဆိုအောက် ယူပါဆိုဘောအင်းဆိုတဲ့ဘူပဲပေါ့နော်သူထက်ချင်းနေရတယ်သူကုန်းလောက်ဘူကြီးပဲနော်ဆွဲချပြီအဲ့ဒါမာကြီးပဲဖဲမှာအဲ့ထက်ချင်းနေနော်ဘောမှာအောက်မှာရှေ့မှာနော်မာအဲ့လိုဆွဲခိုင်းတာ session ဆိုဂျားကိုဂျားတယ်ပေါ့နော် legacy desk has been sent division မဆုစာအုပ်ကိုစာအုပ်ကြီးဖြစ်မှာပေါ့နော်တောက်တဲ့ထားမဆုစာအုပ်ကစာအုပ်ထဲမှာရှိတယ် is ရှိတယ်ကြားတယ်နော် between လို့ပြောတာကြားဆိုတော့အများကြီးဖြစ်အောင်ကြားတယ်ကိုကြားတယ်မှာနော် play ကြားတယ်မှာငါရှိတယ်နော် play ကြားတယ်ကိုသွားဆော့ဟိုလေသွားပေါ့နော် click ကြတယ်သွားပေါ့ action verb လေးကိုကြည့် action တွေပုံစံတွေ parent ဆိုတာဟောလေတင်ဘူးရလေကျွန်တော်တို့ perfect tense နော်သူ့ရဲ့ပုံစံတွေက action verb လေးသူ့ရဲ့ verb လေးတွေက position verb လေးဒါ verb လေးရှင်းရရှင်းနောက်မှရှင်းတော့မယ်နော်အဲ့ဒါတဖြည်းဖြည်းနောက်မှကြုံမှပြောပြမယ်အဲ့ verb လေးနဲ့လည်းခွဲလို့ရတယ်ဒီုံဆုံးကြက်မှာ an of intent neighbor in über unter position and ဆိုတာနာအနာပေါ့နော် off ဆိုတာအပေါ် inter ဆိုတာအနောက် neighbor ဆိုတာဘေး in ဆိုတာအထက်ထက်ချင်းနေပေါ့နော် in ကတော့ဂိမ်းရိုးသုံးလိုက်ရတယ် über ဆိုတာအပေါ် unter ဆိုတာအောက်ပေါ်ဆိုတာအရှိ position ဆိုတာကြားအဲ့ထက်မှာ accusative ကို dative ကိုပြန်ခွဲနော် accusative ဆိုရင်နာမှာ and နာမှာဒါတည်းဆိုရင်နာကိုဆိုအနာကိုအနာမှာပေါ့နော်ဆိုရင်accusative ဆိုရင်ကိုရီလို့မှတ်ထားပြီကိုရေးထားပါတော့သူကဘိုလို့သိပဲရသူကမာလို့သိပဲရနော်ဒီရေးခဲ့တဲ့ဟာနဲ့ပြန်တွဲပေါ့နာမှာအနာကိုပေါ်မှာအပေါ်ကိုအပေါ်မှာနောက်ကိုအနောက်မှာဘေးကိုဘေးမှာထဲကိုထဲမှာသူကထဲကမထည့်လဲရတယ်เนาะဒင်းကိုမှာတဲတုံးနေရရုပ်ရှင်ကိုသွားမယ်လေအဲ့တုံးနေရရုပ်ရှင်ထဲမှာရှိရုပ်ရှင်မှာရှိရပေါ့เนาะဒါထဲဆိုတဲ့ပဲတော့တကယ်တော့ရတယ်နော်သူကတော့မလို့ဖြစ်ခွင့်လေရတယ်ထဲဆိုတဲ့ယူပါစာဘောပဲเนาะဘောမှာအောက်မှာရှေ့မှာကြားမှာတယောက်ကဟာရောကြီးမနေနဲ့တော့เนาะဒါသူ့ရဲ့စာအုပ်နဲ့တစ်ဆိုင်နဲ့ဟာရှင်းတော့အကုန်ပြီเนาะ theory ကိုတွဲကြည့်เนาะဒီတစ်ရက်ကကျွန်တော်တွဲတကယ်တော့အနောက်ထည့်ပေးရမှာနောက်တစ်ရက်ရောက်သွားဆိုတာเนาะဒီတမက်နာပဲเนาะနောက်ကဟာရတော့ကြည့်နေတယ်ဒါကမတင်ရသေးဘူးเนาะတင်နေလူတွေရဲ့တင်ကြလည်းမလို့တွေးချင်းဒီစာအုပ်ထဲမှာအကုန်ရှိတယ်မဒီတွေက grammar subject တိတန့်တင်ရတာပေါ့เนาะအကြောင်းနေမှာခြားတော့အဲ့လိုမျိုးတွေကြတော့ essay ပဲဒါကောင်းတဲ့လူစမယ်ဒါတွေတင်ရတာနော်ဒီဟိုစာအုပ်ထဲမှာတင်ရွာလဲနေမှာရွာမလွယ်ရအောင်အခုတည်းကတခါတည်းစက်ထားနော်ကြက်နော်ဒါတွေကလာကြည့်ဖို့မဟုတ်ဘူး theory ကကြက်မှာ3ခုလောက်